ငရင်လောက်တာမှရေတော့ပေါ့ပြီးတော့ထွက်လာတယ်ဗျို့ကြည့်ပါ ထွက်နေတာ အာရှမ်းဦးဒီမှာပါရေတော့ပေါ့ထွက်လာကုန်တာ မဟုတ်ဟုတ်မှာဒါပဲ အေးဟိုမြေကြီးလဲအပြူကြမှာကြောက်သေးအေးဒီမှာဟိုကွင်းကြီးနင်းကြည့်သေး ရလောက် ပကြားတော့ကွင်း ဟာဟိုမှာကြောက်ဟုတ် အေးရေထွက်ကြကုန်တာကြည့်ပါတော်ဆိုးသွားတာအေး ဒီဘက်ကတော့ဖြစ်တော့ပါတယ်ဟိုမှာကြောက်ကြောလုံးကို အေးကြောက်နေနေမို့ မလေးတို့နေပါတော့မတည့်ရ ငရင်လောက်တာရေတော့ထွက်ကုန်ပြီကြည့်ပါတခါမှတွေ့ဘူးဒီတိုင်းကြီးအေးပေါ့ကြည့်ပကြားတော့ကွင်းမှာကြောက်ပါမိုးပါလေလူတော်ကြောက်မှာကြောက်ပါ ဘူးရတာ အော်ဒီကောင်းကြည့် ဟုတ်မှာဒီကြောလုံး အများကြီးဟိုမှာရောဟိုကအိမ်ကြီးဘာမှဖြစ်လို့တော့ကြီးရအောင် ဘူးနေတော့လမ်းနေနော် ရေတွေပေါ့ဆက်လာတာတောင်ဦးရှိပဲရှမ်းဦးဒီမှာဘာလို့လူကြီးလေးချင်ကြမှာမကြောက်ဘူးတော်တော် ဟိုဒီမှာဒီနားမလာနဲ့ပေါ့တဖြည်းဖြည်းနဲ့ပြိုကြတယ် ဟုတ်လား ဟုတ်တယ် ဟိုရှိသွားဟန်လို့